ဒီနေ့ကတော့ဆေးဘက်ဝင်ပြီးတော့မှအရန်စားလို့ကောင်းတဲ့ကျန်းမာရေးအတွက်လည်းအရန်ကောင်းတဲ့ကြက်သွန်ဖြူလေးစိန်စားမယ်ပေါ့အဲ့တော့ကိုယ်တိုင်တွားရွေးဖြစ်တဲ့ကြက်သွန်ဖြူစိန်လို့ပြောလိုက်တာနဲ့ကျွန်တော်သမင်းနဲ့စားလို့လည်းရတယ်လို့တခုခုနဲ့လည်းစားလို့ရတယ်ပြီးတော့စားပေးခြင်းအဖြစ်လည်းကျန်းမာရေးအတွက်ကောင်းတယ်ပေါ့နော်အဲ့တော့ချမ်းကတော့ခဏအိမ်မှာလှုပ်စားဖြစ်တယ်လှုပ်စားဖြစ်တဲ့နီလန်းလေးကိုလည်းပြောပြပေးမယ်အဓိကကတော့ကျွန်တော်ဆလကရေရဲ့တကြားရဲ့စားရဲ့ဒီ၃မျိုးကိုပဲထည့်တယ်အဲ့တော့ဒါကတော့ချမ်းစတင်ထည့်ထားပြီးတော့မှအပူပေးပြီးတော့ကြိုရတယ်ပေါ့နော်ဆူလာတဲ့အထိပေါ့ဆူလာဖို့စောင့်နေတဲ့အချိန်မှာပဲချမ်းကကြက်သွန်ဖြူတွေအခွန်ခွာတယ်ပြီးရင်ရေစင်အောင်ဆေးတယ်တစ်ရှူနဲ့တေချာတောက်တယ်ပေါ့နော်သူကကိုပြောမယ်ဆိုဆေးထားတဲ့ရေတွေမကြံအောင်ပေါ့နော်တစ်ရှူနဲ့တေချာခြောက်သွားအောင်တုပ်ပေးရတယ်ဒါကတော့အဓိကလျှို့ဝှက်ချက်ပေါ့မတုပ်ထားဘူးဆိုရင်တခါလေကြာရင်တာရှည်ထားမခံတာတော့မှုတ်တက်တာတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဆူနေတဲ့ရေလေးတွေကိုချမ်းတို့အေးခံပြီးတော့မှဒီကြက်သွန်ဖြူကိုသုံးမဲ့ခွက်ထဲထည့်မယ်ပြီးရင်သူ့ရဲ့အရေလောင်းထည့်မယ်ပြီးရင်2ညလောက်ထားရင်တော့ကျွန်တော်လိုတလို့ပေါ့နော်ကိုကြိုက်နှစ်သက်တလို့စားလို့ရပြီဒါကတော့အမြဲတမ်းလှုပ်ရှားဖြစ်တဲ့ပုံစံလေးကိုမျှဝေပေးလိုက်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးကိုအတွက်ဘာတွေရလိုက်လဲဆိုတော့ comment မှာရေးပေးခဲ့ပါဦးချမ်းတို့ရဲ့ဗီဒီယိုလေးကိုအားပေးနေတဲ့တူးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးပါ